ဂါသဩဃာသကာယကံဝစီကံမနောကံတဗ္ဗဒေါသခတ်သိမ်းသောအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယရဏတရားယရဏသံဃာယရဏယရဏမြတ်သုံးပါးတို့ကိုအယုသေးအလေးမြတ်လောက်မိုး၍ရှိခိုးပူသောဘူမျောမှန်လျှော့ကရောပါဤရှင်ဘုရားကရောရသောကျူအားကြောင့်ပယ်လေးပါးကတ်သုံးပါးရပ်ပြည့်၈ပါးဉာဏ်သူမျိုး၅ပါးဝိပတ္တိတရား၄ပါးယတနာတရား၅ပါးတို့မှခါခတ်သိကင်းလွတ်ငြိမ့်သည်ဖြစ်၍မတ္တရားဘုတရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရပါလိုဤရှင်ဘုရား